ဒီနေ့ကတော့အရင်တစ်ခေါက်ကဒုက္ခတင်နီကိုရဲ့ပြီးသွားတဲ့အပိုင်းရဲ့အဆက်ဆဲကစ်စကန်ကနေစရှင်းပါမယ်ဆဲကစ်စကန်ကလန်နဲ့ဆဲကစ်စကန်တဲ့ခိရိစာစねတနန်ရှိလားမရှိလားဆိုတာကိုအဓိကထားပြီးအသုံးပြုတာပါ客席周りに汚れやほこりがないか確認してくださいအဲ့တဲ့ထိုင်ကုန်နီးနားမှာပေးနေတာတို့ဖုံတို့တက်နေလားဆိုတာကို確認してくださいစစ်ဆေးပါတဲ့テーブル上の備品塩砂糖胡椒ソースなどが清潔な状態で補充されているか確認してくださいဒါကတော့စပွဲပေါ်မှာအသုံးပြုတဲ့စားတို့တရားတို့ငရုတ်ကောင်းတို့ဆော့တွေကတနန်ရှင်းရှင်းနဲ့ဟိုကျူလောက်ထားလားမလောက်ထားဘူးလားဆိုတာကိုစစ်စားပါတခါလေကြာရင်အဲ့ဒီဟိုကျူရဲ့အဖုံးတွေကညစ်ပတ်နေတာတို့အဲ့ဒီဆော့စ်ရဲ့အောက်ကထဲ့တဲ့အရာတွေမှာကစီဖြစ်နေတာတို့တနန်ရှင်းရှိလားမရှိလားဆိုတာကိုစစ်ဆေးပါတဲ့提供される食器、コップやグラスが清潔な状態が確認してください。ပြီးတော့အသုံးပြုနေတဲ့ 食器、お椀တို့ပကံတို့コップခွက်တို့ glass အဲ့လိုမျိုးခွက်တွေဆိုရင်清潔な状態でတန်ရှင်းချင်းနေတိုင်းရှိလားဆိုတာ確認してくださいတဲ့စစ်ဆေးပါ提供されるシルバーナイフフォークスプーンが清潔な状態で提供されているか確認してくださいအသုံးပြုနေတဲ့ဓာတ်တို့ခရင်တို့ဇုံတို့ကတန်ရှင်းနေထားနဲ့提供されているか確認してくださいစစ်ဆေးပါတဲ့床には材板やゴミなどがなく清潔な保たれているか確認してくださいကျမ်းမြေမှာလို့ထမင်းတွေပါကြာနေတို့အမိုက်တွေပါကြာတာတွေမရှိဘဲနဲ့清潔に保たれているか確認するですねတန်ရှင်းကိုထိန်းသိမ်းထားတာဆိုတာကိုစစ်ဆေးပါတဲ့窓ガラスにも曇りや汚れがないか確認してください。တကားရဲ့မှန်တို့ဘာလို့မှလည်းဖုံတို့ဘာလို့ရှိလားညစ်ကြေးတွေပါရှိလားဆိုတာကိုပေးနေလားမပေးနေလားဆိုတာကိုစစ်ဆေးပါတဲ့正面器具にホコリや雲の巣がないか確認してください。ပြီးတော့ဆိုင်ရဲ့正面အဝင်ဝ器具ပစ္စည်းတွေမှာဆိုရင်ဟိုကိုဒီဖုံတို့雲の巣ဆိုပင်ကူအိမ်တွေပါရှိလားမရှိလားဆိုတာစစ်ဆေးပါ店内装飾品清潔な状態で展示されているか確認してください。ဆိုင်တွင်းမှာအသုံးပြုတဲ့ပစ္စည်းတွေကတန်ရှင်းချင်းချင်းနေတိုင်းပြလာတာဆိုတာကိုရှင်းလာဆိုတာကိုစစ်ဆေးပါတဲ့客用トイレをチェックし、異臭がなく清潔感があるか確認してください。အဲ့ဒီအသုံးပြုတဲ့トイレအိမ်သားတွေကအဲ့ဒီအိမ်သားကိုအမြဲတမ်း check ရှိစစ်ဆေးပြီးတော့ issue ဆိုတာအနမ်းမကောင်းတာတွေရှိလားမရှိလားဆိုတာအတူ清潔感စနစ်တန်ရှင်းရှိလားဆိုတာကို確認してくださいって説明は接客する従業員の制服が汚れやほすれなどがないか確認してください。ဒါလည်းအရေးကြီးတယ်ကျွန်တော်အဲ့တဲ့ကိုဝန်ဆောင်မှုပေးမဲ့従業員ဝန်ထမ်းအဝတ်အစား制服အဝတ်အစားတွေကရောဂါတွေအညစ်အကြေးတွေပါရှိနေလားမရှိလားဆိုတာကိုလည်းစစ်ဆေးပါတဲ့နောက်တစ်ခုကဖုန်းကြီးစနေဆိုင်ရဲ့အနေထားပေါ့店内空調温度が確定かどうか確認してဆိုင်အတွင်းပိုင်းエアコンのအပူချိန်အဲ့ဒီဟာတွေကအဆင်ပြေလားမပြေလားဆိုတာကိုလည်းစစ်ဆေးပါあと店内照明は電球切れがなく適当な照度であり快適かどうか確認してくださいဆိုင်တွင်းထဲမှာရှိတဲ့မီးဒီတွေ電球မီးဒီတွေပြတ်နေလားမပြတ်နေလားဆိုတာပြီးတော့အလင်းကတင့်တော်တဲ့အခြေအနေတိုင်းရှိလားမရှိလားဆိုတာကိုလည်းစစ်ဆေးပါတဲ့点灯すべき電飾看板イルミネーションがついているか確認してပြီးတော့ဆိုင်တွင်းနဲ့မီးကြီးတွေပြီးတော့看板နဲ့သူတို့ခါလေးကြာရင်ဆက်တော့ဆိုင်ရှိတယ်မှာဘယ်လိုပြောရမလဲဆက်တော့ဆိုင်ရှိမှာ看板သူတို့အဲ့လိုမီးသူတို့ဆိုင်ကြော်ညာတဲ့ဟာတွေမှာမီးထွန်းတဲ့ဟာတွေပါရှိအဲ့လိုဟာတွေမှာလည်းမီးတွေတေချာရှိလားမရှိလားပြီးတော့ illumination အဲ့လိုမီးကြီးသေးသေးလေးအလှဆင်ထားတဲ့အရာတွေက
ပြတ်နေလားမပြတ်နေလားဆိုတာスイテイとかレラムレラスラね、確認してくださいってあと BGM の選曲は適切であり、適当な音量で流れているか確認してください。ပြီးတော့ဆိုင်အတွင်းထဲမှာများသောအားဖြင့်ဆိုင်တိုင်းမှာတန်စင်တချင်းတို့ဘာလို့ရှိပါတချင်းတို့ဘာလို့လဲတင့်တော်တဲ့အတန်အနေထားတွေပါကြားလားမကြားဘူးလားဆိုတာကိုစစ်ဆေးပါတဲ့နောက်တစ်ဆင့်接客における基本動作ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့基本動作အခြေခံလှုပ်ရှားမှုပေါ့客席内における動作は基本はニコニコハキハキキビキビの3つです。客席内ဆိုင်တွင်းမှာအသုံးပြုတဲ့動作လှုပ်ရှားမှုရဲ့အခြေခံအဖြစ်ဒီ3မျိုးニコニコハキハキキビキビの3つအဲ့ဒီဟာရဲ့နောက်တစ်ရှင်းပြချက်ကတော့ニコニコはいつも口角を上げたいしニコニコဆိုတာပြုံးစစ်စီနဲ့ပေါ့ပါဇက်အနေထားကိုဆရာဖွင့်ပြီးတော့対応し、あと、ハキハキはお客さんの質問に的確に答えることができ、ハキは絵でメガネを的確な手でジャーピービロ、キビキビはダラダラと歩いたり、反応が遅かったりしないことです。ပြင်းပြင်းလမ်းလျှောက်တာတို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တက်တက်ကြွကြွလမ်းလျှောက်တာပြီးတော့ဧည့်သည်ကခေါ်တဲ့အခါမှာကြားတယ်လို့မကြားတယ်လို့လည်းမဟုတ်ဘဲနဲ့ဧည့်သည်ခေါ်တဲ့အခါမှာတက်တက်ကြွကြွနဲ့ပြန်ဖြေတာတော့ပါတော့အဲ့လိုဟာမျိုးပြောတာပါあとですね挨拶従業員がお客様にも他の従業員にも場面に応じた挨拶をしているか確認してください。ဝန်ထမ်းတွေကお客さんにも他ဧည့်သည်らတခုပဲမဟုတ်ဘဲနဲ့従業員にもဝန်ထမ်းချင်းချင်းလည်းပဲ場面に応じた挨拶をしているからအဲ့ဒီနေရာမှာရှိတဲ့လူတွေကိုတည်တည်ချာချာနှုတ်ဆက်လားဆိုတာကိုလည်း確認してください。စစ်ဆေးပါတဲ့従業員の挨拶が重要な一番目の理由は挨拶နှုတ်ဆက်တာရဲ့အရေးကြီးဆုံးပထမချက်ကတော့今日は気持ちよく心を合わせチームワークで仕事をしたいのでよろしくお願いしますと意思表示をし、挨拶がဘယ်လိုအဓိပ္ပာယ်ဖော်ဆောင်လဲဆိုရင်ဒီနေ့နေရာတော့တတကြကြရှိပြီးတော့心を合わせနှလုံးသား心を合わせてနှလုံးသားချင်းချိတ်ဆက်ပြီးチームワークအသင်းအဖွဲ့စိတ်ဓာတ်နဲ့仕事したいအလုပ်လုပ်ချင်တာကြောင့်ဒီနေ့လည်းお願いしますって意味で相手もこちらからこそよろしくお願いします心で握手を交わしている状態にするためですတစ်ဖက်ကလည်းအဲ့လိုမျိုးဒီဘက်ကလည်းအတူတူပါပဲလို့ပြန်ပြောနေအောင်ဆိုတာအဲ့လိုမျိုးအခြေအနေကြောင့်挨拶နှုတ်ဆက်တာကိုလုပ်ခြင်းဖြစ်ပါတယ်တဲ့従業員が出勤時に他の従業員に挨拶しているか確認してください。ဝန်ထမ်းကအလုပ်တက်နေတဲ့အချိန်မှာလည်းအလုပ်တက်တဲ့အချိန်မှာတခြားဝန်ထမ်းတွေကိုနှုတ်ဆက်လားဆိုတာကိုစစ်ဆေးပါတဲ့あと従業員が体験時に他の従業員に挨拶しているか確認してください。ပြီးတော့ဝန်ထမ်းကသူအလုပ်ဆင်းချိန်နဲ့ဆိုရင်လည်းတခြားဝန်ထမ်းတွေကိုနှုတ်ဆက်သွားလားဆိုတာကိုစစ်ဆေးပါတဲ့お客さんへの挨拶にでは特定の一項のテキストも参照ဧည့်သည်ကိုနှုတ်ဆက်တာနဲ့ပတ်သက်ပြီးတော့特定一項မှာ text မှာပါခဲ့တဲ့ဟာကို参考စာကိုကားပြီးအသုံးပြုနိုင်ပါတယ်တဲ့